皆さんこんにちは。今日勉強するのは第6週でアンドリーゴရဲ့လောက်ခန်းနောက်ဆုံးခန်းကိုရောက်ရှိလာပြီဖြစ်ပါတယ်နော်ပြီးခဲ့နေပါပြီခေါင်းစဉ်လေးကမတော်မဲ့တဲ့အိုပိုရဲ့မရှော့အနှစ်ချုပ်ပြီးတော့မှတ်သားကြရအောင်ပါတဲ့一日目かなり頑張っていますတော်တော်လေးကိုစူးစမ်းနေပါတယ်တဲ့皆さんもかなり頑張ってると思います私もかなり頑張っています今日は勉強するのはကတော့意味ကနေတဲ့လို့ခေါ်တော့ပါဘောနော်ဒီအတိတ်ပဲတူတဲ့ခေါ်တော့ပါလေးတွေကိုလေ့လာမှာပဲဖြစ်ပါတယ်ခေါ်တော့ပါဆိုတာဒီဖူကူရှိပေါ့နော် adverb လေးတွေကိုလေ့လာမှာပဲဖြစ်ပါတယ်ဒါ一緒に勉強しましょうဒီစာလေးတော့မှတ်ရပါမယ်နော်သူတို့ကအီမီလေးရတူတယ်အတန်ထွက်တွေကကွဲတယ်ခန်းကြီးရေးပုံရေးနည်းတွေကကွဲတာဖြစ်တဲ့အတွက်ပေါ့နော်ရောတတ်ပါတယ်ရုပ်တရက်ပုံမှန်တိုင်းသိတာ Q နိရုပ်တရက်ဟာကအရှိ5 4 level မှာကနေကသိရပေါ့နော် Q နိရုပ်တရက်နောက်တစ်မျိုးသူ့ကိုဘယ်လိုပြောလို့ရသေးလဲပုစွတ်စံရုပ်တရက်ပါပဲနောက်ထပ်တစ်ခု ikinari ရဲ့ ikinari ရုပ်တရက်အဓိပ္ပာယ်တူပါတယ်နော်နောက်ထပ်ချက်ချင်းတိုတန်းနိကချက်ချင်းမှာနောက်ဆုံးမှာတော့ စိုက်ကော်နီဆိုတာနောက်ဆုံးမှာတော့ပေါ့နော်အဲ့ဒါကိုနောက်ထပ်တစ်မျိုးရပ်တုနောက်ဆုံးမှာတော့နောက်တစ်မျိုးတိုးနောက်ဆုံးမှာတော့ပါပဲပြီးရင်ခက်ခုနောက်ဆုံးမှာတော့ပါပဲဆွေးနီနောက်ဆုံးမှာတော့အဓိပ္ပာယ်လေးအများကြီးsorry ပါအဓိပ္ပာယ်တူပြီးတော့သူ့ကိုပြောပုံပြောနေအများကြီးကွဲသွားတယ်ပေါ့နော်များသောအားဖြင့်大体များသောအားဖြင့်နောက်တစ်ခုအမြဲတမ်းいつもဒါလေးရောက်သိပြီးသားပါよくမကြာခဏကောင်းပြီးရင်大抵ရလည်းများသောအားဖြင့်ပါပဲ大体တူပါပဲနော်ပြီးရင်ခါတိုင်းဆိုရင်ပုံမှန်ဆိုရင်负担ဝခါတိုင်းဆိုရင်复数ဝတာမန်ဆိုရင်ရိုးရိုးဆိုရင်ဒါမှနိတစ်ခါတရံတိုတဲမို့အလွန်အယံခါနာရီကတော်တော်လေးနောက်တစ်မျိုးခက်ခွန်းတော်တော်လေးပါပဲအလွန်အမင်းမိုနိုစကိုခုနောက်တစ်မျိုးမဲချကူချဒါမှမဟုတ်ရဲ့မူချကူချအလွန်အမင်းချောချောအလေးအနက်ထားခြင်းဇဲဟီကဆက်ဆက်မပြတ်မကွက်ဇဲဟီတို့မို့တူပါပဲဆက်ဆက်မပြတ်မကွက်ကျေးဇူးပြု၍ဒိုးကောင်စိုင်းလျှော်နေပထမဦးဆုံးအရင်ဆုံးကမစုတိုနီခခုတိုမိုခခုတနည်းနည်းနဲ့ဘယ်လိုပဲဖြစ်ဖြစ်一緒にအတူတကွတချီရဲနဲ့一度にあの座を合格しましたတစ်ချိန်တည်းနဲ့一般にじゃあまたビデオに会いましょうね今日も良い一日を